ဒီနေ့ကတော့စိတ်မကြည်တာနဲ့အုံနောက်ကိုအဝါစားပါမယ်။ဘာအုံနောက်လဲဆိုတော့မအုံနောက်ပါ။နေသားကြိုက်တဲ့မြန်မာရိုးရာမုတ်တွေထဲမှာမအုံနောက်ကလည်းပါပါတယ်။မုတ်ကိုအပြင်ဘက်ကနေငပြောရွက်နဲ့ပတ်ထားပြီးဒုတ်ထိုးထားတဲ့ပုံစံကိုတွေကကြိုက်တာပါ။အပြင်ကနေငပြောဘက်ကိုဖယ်လိုက်မယ်ဆိုရင်တော့အရသာရှိတဲ့မအုံနောက်ကိုရပါပြီ။မအုံနောက်ရဲ့ရစာကအချိုမများပဲစိမ့်စိမ့်လေးပတ်သွားတာကြောင့်အချိုမကြိုက်တဲ့သူတွေကိုကြိုက်နှစ်တက်စီလောက်မဲ့မြန်မာရိုးရာမုတ်တစ်မျိုးလို့ပြောလို့ရပါတယ်။မုတ်သားထဲမှာတာကိုစီလေးတွေထည့်ပေါင်းထားတာကပို့ပြီးတော့စားလို့ကောင်းပါတယ်။ဒီမုတ်ကိုဘာကြောင့်မုတ်အုံလောက်လို့ခေါ်ရလဲဆိုတာကတော့စဉ်းစားစရာပါ။မုတ်ကပဲအုံနောက်ပုံစံနဲ့တူလို့ဒီနာမည်ပေးထားတာလား။မြန်မာရှေးလူကြီးတွေကပဲအမိစမ်းပေးခြင်းလို့ဒီနာမည်ပေးထားတာကလည်းဖြစ်နိုင်ခြေတွေရှိပါတယ်။စားလို့ကောင်းကောင်းနဲ့စားလိုက်တာတစ်ထုပ်ကုန်သွားပါပြီ။ဒါကြောင့်နောက်ထပ်တစ်ထုပ်ကိုထပ်စားပါအောင်မယ်။ online ပေါ်မှာမအုံနောက်ကိုလုံနီးတွေရှာကြည့်တော့မအုံနောက်လုပ်ဖို့ဆိုရင်စံအစိမ်းမုတ်ရဲ့တာကူရဲ့အုံတို့ရဲ့တကြားရဲ့တို့ကိုကြိုပြီးတော့အခဲလိုက်ရင်မအုံနောက်ကိုရပါပြီလုံနီးကတိတ်မခက်ပဲမဲ့ပြင်းတာကြောင့်ဝယ်ပဲစားလိုက်ပါတော့တယ်နေသားရဲ့ဗီဒီယိုတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့နေသားရဲ့ channel လေးကို follow လုပ်သွားကြပါအောင်လို့ပြောချင်ပါတယ်ဒီနေ့ကတော့နေသားတယောက်အလုပ်ကိစ္စနဲ့လက်ဝတ်တာမျိုးကိုတွားဖြစ်ခဲ့တဲ့အကြောင်းလေးကိုပြောပြပေးခြင်းပါတယ်။ဒါကတော့လက်ဝတ်တာကိုနေသားတို့စီကနေတင်မောစီပြီးတွားနေတာပါ။အခုခီးကအလုပ်ကိစ္စနဲ့တွားတာဖြစ်တဲ့အတွက်ဖေနဲ့အမေနဲ့လည်းဒီခီးစဉ်ကိုခေါ်သွားပါတယ်။နေသားတို့စီကနေလက်ဝတ်တာကိုရေချောင်းကပဲတွားလို့ရတာကြောင့်တနားရီကြော်လောက်တော့တင်မောစီပြီးတော့တွားရပါတယ်။တင်မောစီပြီးတွားတဲ့အချိန်မှာလည်းမြေကြီးမြင့်ငယ်ချောင်းကြီးချောင်းငယ်ကိုဖြတ်ပြီးတော့တွားရတာပါ။ဒါကတော့တွိုင်းနဲ့လက်ပတာစိတ်ကန်းကိုရောက်ရှိသွားပါပြီ။လက်ပတာမျိုးဆိုတာကအေယာဝေးတိုင်းဒေသကြီးရဲ့အရေးကြီးတဲ့မြို့တစ်မြို့ဖြစ်တယ်လို့ KI အစစ်မြို့တစ်မြို့လည်းဖြစ်ပါတယ်။နောက်ပြီးထူးခြားတာကလက်ပတာမျိုးဟာနိုင်ငံကျော်စာရေးဆရာကြီးမောင်ထင်ရဲ့မွေးရစာတိမြို့တစ်မြို့လည်းဖြစ်ပါတယ်။နေသားတယောက်လက်ပတာမျိုးကိုဘာသွားလောက်တာလဲဆိုတော့နိုင်ငံတော်ကထုတ်ချေတဲ့စိုက်ပျိုးရေးချင်းငွေတွေကိုသွားထုတ်တာပါ။ဒါကလည်းနေသားတို့လိုလေယာလုပ်ငန်းနဲ့အတံမွေးလမ်းကြောင်းပြုနေတဲ့သူတွေအတွက်နှစ်စဉ်မလောက်မဖြစ်လောက်ရတဲ့လုပ်ငန်းတွေတဲကတစ်ခုဖြစ်တာကြောင့်ဒီကီးကိုသွားဖြစ်ခဲ့တာပါဒါကတော့အလုပ်ကိစ္စလေးတွေကိုစောင့်ဆိုင်းရင်းနဲ့မာတာမီခင်ကိုမိုးလိုက်ကျွေးနေတာပါစားဖြစ်ခဲ့တဲ့ဒွင်းသီးကိတ်ကလေးနဲ့ ice americano လေးကတော်တော်လေးကိုလိုက်ဖက်ပြီးတော့တောက်လို့ကောင်းပါတယ်နောက်ပြီးထမင်းစားချိန်ရောက်တော့စားနေကြထမင်းဆိုင်မှာပဲနေ့လယ်စာကိုမိသားစုစုံစုံညီညီဝင်စားခဲ့ပါတယ်ဒါကတော့အလုပ်ကိစ္စတွေပြီးသွားပြီဆိုရင်တော့တင်မောစီပြီးအိမ်ပြန်နေကြတာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြရအောင်ဒီနေ့ကတော့နေသားတို့အိမ်မှာကော်ရီဟင်းညိုချက်တဲ့အတွက်အမေကကော်ရီဟင်းညိုကိုဘယ်လိုရသာရှိအောင်ချက်လဲဆိုတာကိုနေသားကပြောပြပေးသွားမှာဖြစ်ပါတယ်ကော်ရီဟင်းညိုချက်ဖို့ဆိုရင်အသားပြုတ်ရည်ကောင်းကောင်းလိုအပ်တဲ့အတွက်မနက်ကတည်းကကြက်သားပြုတ်ရည်ကိုချက်ထားပါတယ်ဒါကတော့ကိုရီဟင်းညိုချက်ဖို့အတွက်ကြက်သားပြုတ်ရည်တွေကိုအရသာဝင်အောင်တကြားစားကြာညွှန်းတို့ထည့်ပြီးနှက်ဆက်အောင်လဲမှွေပေးရပါတယ်ဒါကတော့ဟင်းရည်ရစာကိုမီးကြည့်ရင်လိုအပ်တာတွေနှမ်းပြဖို့နေသားတယောက်လုပ်နေတာပါကိုရီဟင်းညိုရဲ့အဓိကပစ္စည်းကတော့ကိုရီကိုဖြော်တာပါတချို့ကတော့ကိုရီကိုပလောပီနန်ရီလို့လည်းခေါ်ကြပါတယ်ကိုရီရရင်တော့ကြက်သားပြုတ်ထဲကိုဖြည်းဖြည်းလောင်းထည့်ပြီးတော့မခဲသွားအောင်နာနာလေးမှွေပေးရပါတယ်ကော်ရီဟင်းညိုကောင်းကောင်းဖွက်ရဖို့ဆိုတာကကော်ရီကိုထဲတဲ့ပနာမနဲ့မှွေတာနှက်မနှံ့ကလည်းတက်ဆိုင်နေလဲရှိပါသေးတယ်။ကော်ရီတွေကိုမခဲအောင်မှွေပြီးသွားတယ်ဆိုရင်တော့ကြက်ဥခောက်ထားတာကိုထည့်ပြီးဟင်းရည်ရစာကိုပို့ပြီးရှိအောင်ထပ်မှွေပေးရပါတယ်။ခောက်ပြီးမှွေထည့်ထားတဲ့ကြက်ဥတွေကျက်သွားပြီဆိုရင်တော့အရန်ကိုရသာရှိတဲ့အမေးလျာကော်ရီဟင်းညိုကတော့ရပါပြီ။ဒီကော်ရီဟင်းညိုကိုခောက်ဆွဲနဲ့တွဲစားမယ်ဆိုရင်တော့အများကြိုက်တဲ့ခေါ်ရီကောက်ဆွဲရရှိမှာဖြစ်ပေမဲ့နေသားကတော့ထမင်းပေါ်မှာကော်ရီဟင်းညိုပူပူလေးစမ်းပြီးကော်ရီထမင်းပေါင်းမဲ့စားဖြစ်ခဲ့ပါတယ်မနက်ကတည်းကအချိန်ပေးပြီးပြုတ်ထားတဲ့ကြက်သားပြုတ်ရည်တွေကိုကြာညိုတကြားကော်ရီကြက်ဥတို့ထည့်ပြီးအရသာရှိအောင်ချက်ထားတဲ့အတွက်ကော်ရီဟင်းညိုလေးကချွတ်ချွတ်အီလေးနဲ့အရန်ကိုရသာရှိသလိုထမင်းနဲ့တွဲစားရမှာလဲအရန်ရသာရှိတဲ့ကော်ရီထမင်းပေါင်းတစ်ပွဲစားဖြစ်ခဲ့ပါတယ်နေသားရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနေသားရဲ့ channel လေးကို follow ပေးသွားဖို့လဲအသိပေးခြင်းပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်